Hello everyone, welcome back to my blog again. ဒီနေ့ကတော့ဇလက်ထော်ကိုအမျိုးရင်းနဲ့တူတူစုစွာပစ်ခဲ့တဲ့ blog လေးပဲဖြစ်ပါတယ်။မနက်စာကိုတော့သူတို့ကလှဲကူးမှာဝင်ပြီးတော့စားပစ်ခဲ့ပါတယ်။သူကတော့သမင်းကြော်မှားခဲ့ပေါ့နော်။သူ့ရဲ့သမင်းကြော်ကလာမကြော်ပေးတဲ့ခါကျတော့ပူပူလေးနဲ့တော်တော်လေးစားလို့ကောင်းတယ်။ဒါပေမဲ့အချင်းကတရက်ချင်းဆိုတော့တိတ်တော့မကြိုက်ဘူးပေါ့နော်။ဘယ်လိုဖြစ်စားလို့ကောင်းတဲ့ကြောင့်မို့လို့သူ့ကိုတော့သူက10 out of 7ပေးပါတယ်။ဒါကတော့သမင်းကျော်ဆိုင်ကပြန်အန်ထော့ကားပါကင်ကိုသွားရစီမှာနည်းနည်းလေးပေးမြထားတာပဲဖြစ်ပါတယ်။ဒါကတော့ဇလက်ထော်အသွားရလမ်းလေးပေါ့နော်လမ်းကတော်တော်လေးကျန်နေမြင်းနီလမ်းမို့လို့လားမသိဘူးကမှုခစ်တစ်တွေလည်းပေါ်ပါတယ်။ဒါကတော့စုတို့ရဲ့ကားမောင်းပေးတယ်စုတို့ရဲ့ဒဲဒီချစ်ဆုံးပါကြီးပဲဖြစ်ပါတယ်ရှင်။ဒါကတော့ဇလက်ထော်10ပဲဖြစ်ပါတယ်သူ့ရဲ့10ကဒီလိုဖုန်းထဲမှာထက်ဆိုင်အပြင်မှာပို့ပြီးတော့လှရပေါ့နော်တော်တော်လေးလှပါတယ်ဖုန်းထဲမှာကျတော့နည်းနည်းနေလဲပူနေတဲ့ခါကျတိတ်ပြီးအရန်လှပုံမပေါ်ဘူးပေါ့နော်ဒါပေမဲ့အပြင်မှာကြည့်လိုက်ရင်တကယ်ကိုအရန်လှနေရလေးပါဆိုတော့အမှလိုမျိုးဓာတ်ပုံတွေလည်းအများကြီးရိုက်ခဲ့ပါတယ်ဒါကတော့ဇလက်ထော်ကိုဆက်စဝင်ချင်းလမ်းဖြစ်ပါတယ်သူ့ရဲ့နိုင်နာစာပြီးတော့တော်တော်ရရလေးနဲ့တစ်ပင်ပန်းပန်းနေဆူဆူပီပီရှိတာကိုတွေ့ရပါတယ်ဒါကတော့စုပထမအောင်ဆုံးစီးပစ်ခဲ့တဲ့ရှောလေးပေါ့နော်ဒီရှောလေးကလေသူဗီဒီယိုထဲမှာအမြင်တွေ့လို့ပဲတော်တော်ပြပြလေးနဲ့စီးလို့ကောင်းတယ်ကလေးတွေကအားလုံးစီးလို့ကောင်းတာဖြစ်တဲ့အတွက်စုကဒီရှောလေးကို10 out of 8ပေးပါတယ်ဒါကတော့သူ့ရဲ့ဗော်လီဘောပုတ်တဲ့နေရာပေါ့နော်သူကလေတော်တော်လေးဆော့လို့ခေါင်းနေသေးလားဗော်လီဘောစင်လေးရဲ့မြင့်နေရပေါ့နော်သူတိတ်တော့မပုတ်တတ်ဘူးဒါပေမဲ့လည်းနှစ်ခုတော့ဝင်အောင်ပုတ်ခဲ့ပါရဲ့ဒါလေးကလည်းကလေးလူကြီးမျိုးဆော့လေးရအောင်မှုလို့ဆိုတော့ဒါလေးကိုလည်း10 out of 9ပေးပါတယ်ပြီးတော့ဒီလိုခုံတဲ့ဟာလေးကိုလည်းစုခုံပစ်ခဲ့ပါတယ်ဆိုတော့စုရဲ့မောင်လေးနဲ့တူခုံတာပေါ့နော်သူကတော့ကလေးဆိုတော့ဒီလိုခုံရတာအရင်တပွဲကြာစုလည်းအစာပိုင်းတော့တော်တော်ကြီးတပွဲကြာတယ်ဒါပေမဲ့လေကြာတော့စုကနည်းနည်းပြင်းလာပေါ့နော်လူကြီးတွေအတွက်ဆိုရင်တော့ဒါနည်းနည်းပြင်းစရာကောင်းမယ်လို့စုထင်ပါတယ်အဲကြောင့်မို့လို့ဒါလေးကိုတော့စုက10 out of 6ပေးပါတယ်နောက်ပြီးတော့ဒီလိုမျိုးရှော့ဒန်းလေးကိုလည်းစူးစီးပစ်ခဲ့ပါဒီဒန်းလေးကတော်တော်လေးစီးလို့ကောင်းသေးလားတယောက်တည်းကိုဘာသာကိုဒန်းပေါ်မှာလှဲပြီးသူ့မိမဲ့လို့မရှိဘဲနဲ့လေးအရှိန်နဲ့သူ့ဘာသူလွှင့်နေတာမှပဲစိတ်လက်ပြေပြောက်ပြီးတော့တဘာဝအရတောက်ခံစားရတယ်သူတို့ကလူအများကြီးနဲ့စီးတော့လေပျော်စရာကောင်းတဲ့ vibe ကလေးရတယ်ပေါ့နော်အဲ့တော့ဒီဒန်းလေးကိုစူးတော်တော်သဘောကျတယ်သူ့ကိုတော့စူး10 out of 9ဖိပါတယ်အားလုံးစော့ကစားပြီးတော့ပြင်ပန်းသွားတဲ့တခဏဖြတ်မှာတော့သမင်းမစားခင်လေးစုရေကူးပစ်ခဲ့ပါတယ်သူ့ရဲ့ရေကူးကန်ကတော်တော်ကြည်ကြည်နဲ့သူ့ရဲ့တရက်ကိုတော့တော်တော်ကောင်းကောင်းလေးတော့တရက်တော့မမြုပ်ဘူးပေါ့နော်ဒါပေမဲ့တရက်လောက်နီးပါးရှိတယ်ပေါ့နော်စုမောင်လေးရေကူးတတ်တော့သူကတော့ကိတ်ကမှာပြပြကူးနေရပေါ့နော်စုကတော့မကူးတတ်တော့ဒီလိုလေးပဲစိတ်နေဒါလေးကိုတော့စု10 out of 8ပေးပါတယ်ရိုက်ပြီနော်သူ့မှာဒီလိုမျိုးအပန်းဖြေနာခုတ်ပြီးတော့တချင်းဆုပ်လို့ရတဲ့နေရာလေးလည်းရှိတယ်ပေါ့နော်တော်တော်လေးပျော်စရာကောင်းပါတချင်းဆွဲနေရာလေးကလည်းဒါလေးကိုတော့စုက10 out of 8ပေးပါတယ်ဒါလေးကကျမရဲ့ပေါ့နော်ဒီလက်ဖက်တုပ်စကေးလေးထုတ်ပြနေရပါအမဒါကလေအရန်တုံးနေလို့ဟိုတော်တော်လေးဒီတော်တော်လှူလိုက်ရပါပေါ့နော်ဘလို့မှလည်းဘလို့လည်းမသိတော်တော်တုံးနေတာဒါပေမဲ့ကျမလက်ဖက်တုပ်ရတာတကယ်စားလို့ကောင်းပါတယ်ပြီးတော့ဒီလို zip line လေးလည်းစီးပစ်ပါတယ်စုစီရဲ့ဗီဒီယိုလေးကမရိုက်ထားလိုက်ရလို့ဒါကတော့စုမစီရဲ့ဗီဒီယိုလေးကိုပဲထည့်ပေးလိုက်ရတယ်ပေါ့နော်သူကတိတ်မမြင့်မဲနဲ့ကလေးလူကြီးမစုံစီးလို့ရတဲ့ကြောင့်မလို့လည်းမစိုးပါဘူးဒါလေးကိုတော့စု10 out of 7ပေးပါတယ်
သူတို့တွေဒီလိုတရားကိုလည်းဖြတ်ပြီးကူးခဲ့ပေါ့နော်ဒါကလုံးဝ exciting လေးဖြစ်ပြီးတော့တကယ်လည်းပျော်စရာကောင်းတယ်နော် wait နဲ့တရားအကြွားလေသူတော်တော်နဲ့မဖြတ်ရဘူးဒါကလေလုံးဝဖြတ်လို့ရသွားတယ် final result ကိုပဲထဲမှာထည့်သွားအစာရည်တဲ့ပြုတ်ကြပါနေကြရတသိန်းဖြစ်ခဲ့ရပါတော့ဒါလေးလည်းတကယ်လို့ကိုယ်ကဇလက်တော်ရောက်ဖြစ်ခဲ့ရင်တကယ်ကို try ကြည့်တင်တယ်နော်ဒါလေးကိုတော့သူ10အောင်တော့10ပဲပေးပါတယ်တော်လေးပျော်စရာကောင်းခဲ့တဲ့ဟာလေးမို့လို့ပေါ့နော်စုမောင်လေးဆိုရင်ဒါဖြတ်ကူပြီးသေးရခတဲ့က तू ကအမှခောက်ရင်ဖြစ်နေရမနေကိုစုလို့ပြန်ခေါ်လာခဲ့ရရပေါ့နော်ပြီးတော့ဆိုမိသားစု3ယောက်ဒီလှေလေးကိုလည်းလှုပ်ပစ်ခဲ့ပါတယ်ဒီလှေလာတဲ့ activity ကတော့စုလုံးတဲ့ည activity တွေမှာအကြိုက်ဆုံးပဲပေါ့နော်သူကတကယ် adventure activity ပဲဒီပေါ့နော်ဒီကန်လာဒီလိုမျိုးဆဲပေါ့နော်ဆဲကြီးထဲမှာစုလို့လှေလှော်ရတာလေဘာနေမှလည်းလို့မရဘူးနော်စုနေစုဖေကတော့အရင်ချောင်းသာသွားတော့ကဒီလိုမျိုးလှော်ဘူးခဲ့တယ်ပေါ့နော်ဒီကိုတဲတဲ့ hotel ကဒီကန်ရှိမှာပေါ့နော်အဲ့တော့ကတော့ तू ကရေမစီးရဲ့ရေသေးကန်ဆိုတော့လှော်ရတာအဆင်ပြေမယ်ဒါကတော့ရေစီးနေတဲ့ဒီဟာကြီးဆိုတော့နည်းနည်းတော့လှော်ရတာခက်ပေမဲ့တော်တော်ကြိုးစားပြီးလှော်ပစ်ခဲ့ပါတယ်ဒီလှေလှော်တဲ့ adventure လေးကလည်းတကယ်ကိုလောက်ကြည့်တင်နေနော်တကယ်လို့ကိုယ်စလက်ထော်ရောက်ဖြစ်ခဲ့ရင်ဒီလိုလှေလော်တဲ့ဟာလေးကိုလည်းလုပ်ဖို့အတွက်စုက recommend ပေးချင်ပါတယ်ဒါလေးကိုစုက30မှာ10 out of 10ပေးပါတယ်အားလုံး activity စုံလင်းလုပ်ပြီးတော့ညနေပိုင်းလောက်မှာသူဇလက်ထွန်ပြန်ထွက်လာခဲ့ပါတယ်ဇလက်ထော်တစ်ခုလုံးကိုတော့စုထိုင်းတော့အိတ်ပဲပေးရသူကပိုကေလုံးကနည်းနည်းခက်လို့ပေါ့နော်ဘာပဲဖြစ်ပျော်ရွှင်ခဲ့ရပါတယ်နောက်ဘလော့တွေမှာပြန်ဆောင်သိချင်ပါတယ်ဘိုင်ဘိုင်မှာအားလုံးပဲ